မင်္ဂလာပါရှင် Resistance America နေကြိုဆိုပါရရှင်ကျမမတ်တနာပါရှင်ကျမတို့အိမ်တော်တစ်ခုမှာယောက်ျားကဖောက်ပြန်မှမိန်းမကဖောက်ပြန်မှအိမ်တော်ကြီးပျက်စီးကြတာမဟုတ်ပါဘူးယောက်ခမကဝင်ရှုပ်လို့ယောက်မကဝင်ရှုပ်လို့ပျက်စီးတဲ့အိမ်တော်ကြီးအများကြီးပဲယောက်ခမကလည်းသူ့နေရာနဲ့သူမနေဘူးယောက်မကလည်းသူ့နေရာနဲ့သူမနေဘူးဆိုရင်ချွေးမကလည်းသူ့နေရာနဲ့သူမနေဘူးဆိုရင်ပြဿနာတွေအများကြီးပဲပေါ့နော်မတကယ်သူ့နေရာနဲ့သူနေဒီပြဿနာတွေဖြစ်လာစရာအကြောင်းတစ်စီးမှမရှိဘူးသူ့နေရာနဲ့သူနေတတ်ရမယ်ပေါ့နော်အဲ့တော့သူ့နေရာနဲ့သူမနေဘဲနဲ့ဝင်ရှုပ်လာတယ်ဆိုရင်ချွေးမတယောက်နေနဲ့ချွေးမဘက်ကပြပြပေးမယ်ပေါ့နော်ဘယ်လိုဖြေရှင်းရမလဲဆိုတာကျမတိတလောက်ပြပြပေးပါမယ်ကျမတက်လို့ပြောတာမဟုတ်ပါဘူးနော်ကျမတိတလောက်မျှဝေပေးပါမယ်ရှင်အရင်ဆုံးနံပါတ်1ကိုယောက်ျားကိုအရင်ဆုံးပြောကိုယောက်ျားကိုပြဒီလိုမျိုးဆိုရင်ငါအဆင်မပြေဘူးငါ့ကိုဒီလိုပြောနေတယ်ငါခံစားရတယ်ကိုယောက်ျားကိုတူလေးပြကြည့်သူကိုရင်းစားတယ်သူနားလဲอ่ะပြကြည့်ပြီးရင်ဥပိုင်နဲ့ပြငါမိဘကနင့်ဒီလိုပြောရင်ရောနင်လက်ခံမှာလားပြကြည့်ပြောပြလို့မရဘူးပြလို့မရဘူး तू ကလည်းတုံမလုပ်ဘူးသူ့မိဘတွေကလည်းဘာမှမထူစော်ကားနေတယ်အနိုင်ကျင့်နေတယ်ဆိုရင်ဟိုကရှေ့တိုးရတော့မယ်အဲ့တော့ तू ကလည်းဘသူမှမပါဘူးတိတ်ငြိမ်နေတယ်ဆိုရင်သူ့ဘက်ကလည်းတိတ်ငြိမ်နေဆိုပြီးကိုယ်သွားပြီးပြဿနာရှာလို့မရဘူးဘာလို့လဲဆိုတော့တချို့တွေကသူတို့ရဲ့မိသားစုမှာအာဏာမရှိဘူးတချို့မိဘတွေသူတို့အတားနဲ့သူတို့မင်းဘာမှလာမပြောနဲ့ငါတို့ဖန်တယ်ဆိုလဲမိဘတွေတပုံကြီးပဲအဲ့တော့ तू ပြောလို့လည်းမနိုင်ဘူး तू ကကိုယ့်ဘက်ကိုပါချင်ရင်တော့ तू ပြောလို့မနိုင်ဘူးအဲ့တော့ तू လည်းမိဘဖြစ်နေရတော့တိတ်နေနေအဲ့တော့ तू ့ကိုသွားပြဿနာရှာလို့မရဘူး तू အားကိုလို့မရဟုတ်ပြီမှန်ပြီဟိုဘက်ကလည်းကိုယ်ကိုစော်ကားနေတယ်အနိုင်ကျင့်နေတယ်ဆိုရင် तू အားမကိုနဲ့တော့အဲ့တော့ तू ့ကိုပြောလိုက်နေငါဘက်ကိုမပါဘူးဟုတ်ပြီငါဘက်ကိုမပါရင်မိဘဘက်လည်းမပါနဲ့ဘသူ့ဘက်မပါနဲ့အေးစစ်စစ်လေးနေငါပြဿနာငါဖြေရှင်းမယ်ဆိုပြီးတော့ပြောလိုက်ချဲလဲခေါ်လိုက်ဟုတ်ပြီလားကိုတိုင်းဖြေရှင်းရခမဒီလိုဝင်ပါနေဒီလိုဝင်ပြောနေဒီလိုစော်ကားနေဆိုရင်ဘာလို့အဲ့လိုဖြစ်တာလဲဘာကြောင့်လဲရိုင်းဆိုင်ခိုင်းတာမဟုတ်ဘူးတိုင်းရဖြေရှင်းလိုက်တိုင်းရကိုဖြေရှင်းလိုက်ကိုတော့ဘသူကြောင့်ကစော်ကားခံစရာအကြောင်းတစ်စီးမှမရှိဘူးငါယောက်ျားငါဘက်မပါဘူးခဲဆိုပြီးတော့နှိမ့်ချနေစရာလည်းအကြောင်းမရှိဘူးကိုတန်မို့ကိုသိလူတိုင်းမှာသူ့တန်မို့နဲ့သူရှိတယ်ချွေးမလည်းချွေးမလျောက်တန်မို့ရှိတယ်ရောက်ခမလည်းရောက်ခမလျောက်ရောင်းမလည်းရောင်းမလျောက်တန်မို့ရှိတယ်အဲ့တော့ကိုအားကိုပြီးပြောကိုပြဿနာကိုပြရှင်းတော့သူမအားမကိုရတာသူအားမကိုရလို့ဆိုပြီးတော့လေကိုအိမ်တော်ကြီးဖြတ်စည်းကြအကြောင်းစီးမှမရှိဘူးပြိုလမ်းခွဲစရာလည်းအကြောင်းမရှိဘူးကိုယ်တိုင်ဖြည့်ရှင်းကိုအားကိုတန်မို့ကိုသိကိုတန်မို့ကိုမဖြတ်ပါနဲ့ညှိခံနေစရာလည်းအကြောင်းမရှိဘူးကိုလည်းမှန်ကန်နေကိုယ်တိုင်တော့ပြီးစစရာတော့စလို့မရဘူးတော့ကိုကတော့ပြဿနာရှာနေတဲ့အနေအထားမဟုတ်ဘူးအဲ့လိုလုပ်ရမှာတော့မဟုတ်ဘူးကိုလည်းကိုရတယ်ကိုမှန်ကန်နေနဲ့လမ်းကြောင်းမှာသူကလာပြီးတော့အဲ့လိုပြဿနာရှာရင်ဒီလိုဖြေရှင်းရမယ်လို့ပြောပြရနော်ကိုကတော့ပြီးတော့ချဲလန်းခေါ်ပြီးပြောခိုင်းနေတာမဟုတ်ပါဘူးရှင့်အဲ့တော့ကိုတန်မှုကိုသိပါလို့စော်ကားလည်းမခံပါနဲ့ကိုပြဿနာကိုရှင်းကိုအားကိုပြီးတော့မကျင်တတ်တဲ့ဟာကိုတော့ပြောလိုက်ပါဒီလောက်ပဲမျှဝေပြရသေးရှင့်ကျေးဇူးတင်ပါတယ်ရှင့်